တခုလေးပြောပါခံစားချက်လေး ခံစားကြအခုထမင်းဆိုင်တော့ရောက်ပြီကွာတိပေါက်လာလဲတန်းစီရတယ်လက်ဆေးရတာလဲတန်းစီရတယ်နောက်တော့တွိုင်းလိုက်မှလည်းတန်းစီရတယ်စဉ်းစားကြည့်အခုထမင်းစားဖို့မှာအောင်မှာပြီးသွားလို့ရှင်လဲလာချမယ်စားမှာနဲ့အဲ့တော့နိုင်ဝယ်ပဲပြေးတယ်နောက်ကချီးပါလေထမင်းစားမလို့ဖြစ်နေဒါနိုင်ဝက်အတွင်းမှာအမြန်စားရတာနော်သူတို့ရဲ့ဒီဖယ်နိုင်ပေါ်အောက်မှာဆိုလို့ရှိရင်ဟိုဟာစားရင်တန်းတန်းနဲ့အောက်မှာဘူတိုင်းတက်ပြီးထားပြီးရတယ်ခမင်းဆိုင်နဲ့တခါချီးပါလို့ကားပေါ်လမ်းမှာမင်းမကမ်းပါဘူးဟိုမှာခေါ်နေပြီလေအချုပ်တယ်အဲ့ဒါသူလုံးမရမှာအဲ့လိုတော့ကားခေါ်ရတော့ဘယ်တော့နဲ့ငါပြည့်နေဘယ်တော့နဲ့ငါပြည့်နေတဲ့ကောင်စားနေတယ်ဟာလာကျွန်တော်ရဲ့လူချောချောနဲ့ကိုကြီးကြားတော့ပါလာတဲ့ကျွန်တော်အမကြီးစိတ်မျက်ခုံးမှာမျက်ခုံးကောင်းကောင်းနဲ့ကလေးသေးနေတယောက်တည်းဆိုတော့မျက်ခုံးကောင်းကောင်းနဲ့ကိုညောင်ကိုဒီရနေနိုင်ငံမှာလာတဲ့စိတ်မျက်ခုံးကင်းရွေးညီမကင်းကြုံရဲ့ညီမကင်းဆုံးကားကိုရောက်မှမင်းကြီးကငါတယောက်ပဲလေကားကိတ်ကရောက်နေကားမမှတ်လေဝါနိုင်လာလေဘာမှမလုပ်ချီးပါနေရလေချီးပါနေသူ့ဆောင်နေလွှမ်းပြအောင်တန်းလားဒါနဲ့ခေါင်းကမှတန်းမှာအခုကလာပြီးစတာမစတာချီးပါနေတယ်ဓာတ်တော့ထိုင်ဆောင်တာဒီကဘလူးချီးပါတော့တက်ချီးပါနေတော့ချီးပါတယ်ကားကိတ်မှာချီးပါနေကြာကြီးပဲ我到七百了。